အင်ဒိုနီးရှားဘာသာစကားအင်ဒိုနီးရှားဘာသာစကားသည်အင်ဒိုနီးရှားတစ်နိုင်ငံလုံးတွင်အမျိုးသားနှင့်ပြုံးသောဘာသာစကားဖြစ်သည်၎င်းသင်ကြားများတွင်သင်ကြားပြီးအီလက်ထရိုနစ်နှင့် Digital Media များတွင်ထုတ်လွှင့်ရာတွင်အသုံးပြုသည့်ဆက်သွယ်ရေးဆိုင်ရာပြုံးသောဘာသာစကားဖြစ်သည်အင်ဒိုနီးရှားနိုင်ငံသည်ကမ္ဘာပေါ်တွင်ဘာသာစကားအများဆုံးအထူးသဖြင့်ဘာသာစကား၃မျိုးပြောဆိုသည့်နိုင်ငံများထဲမှတစ်ခုဖြစ်သည်အင်ဒိုနီးရှားလူမျိုးအများစုသည်၎င်းတို့၏ဒေသဆိုင်ရာသို့မဟုတ်လူမျိုးစုဘာသာစကားများကိုလည်းပြောဆိုကြသည်အခြေပြည့်စုံပြောဆိုကြသည်ဘာသာစကားများမှာဂျာဗာတင်ဆူဒန်ဘာသာစကားများဖြစ်သည်ဤဒေသဆိုင်ရာဘာသာစကားတစ်ခုသည်အင်ဒိုနီးရှားဘာသာစကားအပေါ်သိသာထင်ရှားသောလွှမ်းမိုးမှုရှိခဲ့သည်အင်ဒိုနီးရှားဘာသာစကားကိုတနိုင်ငံလုံးတွင်ပြောဆိုသူအများအပြားရှိသည်ပြည်ပတွင်နေထိုင်သောပြည်ပရောက်လူမျိုးများနှင့်အတူအင်ဒိုနီးရှားဘာသာစကားသည်ကမ္ဘာတစ်ဝန်းတွင်အပြောအများဆုံးဘာသာစကားများထဲမှတစ်ခုဖြစ်သည်၎င်း၏အမျိုးသားရေးအရေးပါမှုအပြင်အင်ဒိုနီးရှားဘာသာစကားကိုတီမောလက်စတီကဲ့သို့သောအခြားနိုင်ငံများတွင်လည်းယုံသုံးဘာသာစကားအဖြစ်အသိအမှတ်ပြုထားသည်အင်ဒိုနီးရှားဘာသာစကားကိုကမ္ဘာတစ်ဝန်းရှိကြောင်းများတက္ကသိုလ်များနှင့်အဖွဲ့အစည်းများတွင်လည်းတရားဝင်သင်ကြားပို့ချပြီးအသုံးပြုကြပြီးအထူးသဖြင့်ဩစတြေးလျနယ်သာလန်ဂျပန်တောင်ကိုရီးယားအရှေ့တီမောဗီယက်နမ်ထိုင်ဝမ်အမေရိကန်ပြည်ထောင်စု United Kingdom ချင်းအခြားနိုင်ငံများတွင်လည်းသင်ကြားအသုံးပြုကြသည်အင်ဒိုနီးရှားဘာသာစကားအခြေခံအင်ဒိုနီးရှားသည်အထူးသဖြင့်ကိုလိုနီခေတ်ကတည်းကဥရောပနိုင်ငံများချင်းရှိကြသောဆက်ဆံရေးသမိုင်းကြောင်းရှိသည်အင်ဒိုနီးရှားဘာသာစကားဝေါဟာရအချို့ကိုဥရောပဘာသာစကားများစွာအထူးသဖြင့်ဒတ်ချ်နှင့်အင်္ဂလိပ်ဘာသာစကားများသို့ဆုပ်ယူထားသည်အင်ဒိုနီးရှားဘာသာစကားတွင်ဥရောပဘာသာစကားများအထူးသဖြင့်ဒတ်ပေါ်တူဂီစပိန်နှင့်အင်္ဂလိပ်ဘာသာစကားများမှဆင်းသက်လာသောအခါစကားလုံးများစွာပါဝင်သည်အင်ဒိုနီးရှားဘာသာစကားတွင်တက္ကသတရုတ်နှင့်အာရဗီဘာသာစကားများမှဆင်းသက်လာသောအခါစကားလုံးများလည်းပါဝင်သည်ဤအခါစကားလုံးများသည်ကုန်သွယ်ရေးတွင်ဘာသာရေးလှုပ်ဆောင်မှုများကဲ့သို့သောအချက်များ၏လွှမ်းမိုးမှုခံရသည့်အင်ဒိုနီးရှားဘာသာစကားသည်အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်ဤလွှမ်းမိုးမှုသည်အင်ဒိုနီးရှားကျွန်းစုတွင်ရှေးခေတ်ကတည်းကတည်ရှိခဲ့သည်အင်ဒိုနီးရှားစံသတ်မှတ်ထားသောဘာသာစကား၏အခြေခံမှာရီဩမလေးဘာသာစကားဖြစ်သည်အခြေချလာသည့်တင်အမြ၏ဘာသာစကားသည်သက်စရာစုအစောပိုင်းမှစ၍ကိုလိုနီအုပ်ချုပ်ရေးတွင်စံသတ်မှတ်ခြင်းလုပ်ငန်းစဉ်အမျိုးမျိုးတွင်အလုံးလုံးသောဘာသာစကားအဖြစ်အသုံးပြုမှုကြောင့်ပြောင်းလဲမှုများကြုံတွေ့ခဲ့ရသည်အင်ဒိုနီးရှားဘာသာစကားကို1918ခုနှစ်အောက်တိုဘာလ18ရက်နေ့တွင်လူငယ်ကတိကဝတ်ကြီးညာခြင်းဖြင့်စတင်ခဲ့သည်မလေးအမည်ကိုဆက်လက်အသုံးပြုပါကဘာသာစကားအင်ပါယာဝါဒဟူသောအထင်အမြင်ကိုရှောင်ရှားရန်ဖြစ်သည်ဤလုပ်ငန်းစဉ်သည်ယနေ့ခေတ်အင်ဒိုနီးရှားဘာသာစကားကိုရီဩတင်မလေးကျွန်းဆွယ်တွင်ပြောဆိုသောမလေးမျိုးခွဲများချင်းခွဲခြားသတ်မှတ်ခဲ့သည်ယနေ့တိုင်အင်ဒိုနီးရှားဘာသာစကားသည်ဖန်တီးမှုမှာတိကျတဲ့ဒေသဆိုင်ရာတင်နိုင်ငံခြားဘာသာစကားများကိုဆုပ်ယူခြင်းဖြင့်စကားလုံးအသစ်များကိုအဆက်မပြတ်ထုတ်လုပ်ပေးနေသောအသက်ရှင်နေသောဘာသာစကားတစ်ခုအဖြစ်ရှိနေစေဖြစ်သည်
သို့တော်လည်းအင်ဒိုနီးရှားလူမျိုး90ရာခိုင်နှုန်းကျော်နားလည်ပြောဆိုကြတော့လည်းအင်ဒိုနီးရှားဘာသာစကားသည်၎င်း၏ပြောဆိုသူအများစုအတွက်မိခင်ဘာသာစကားမဟုတ်ပါအင်ဒိုနီးရှားလူမျိုးအများစုသည်အင်ဒိုနီးရှားရှိဘာသာစကား948မျိုးအနက်မှတစ်ခုကို၎င်းတို့၏မိခင်ဘာသာစကားအဖြစ်ပြောဆိုကြသည်အင်ဒိုနီးရှားဟူသောအသုံးအနှုန်းသည်တရားဝင်အခြေအနေများတွင်အသုံးပြုသောစံပုံစံနှင့်အများဆုံးဆက်ဆက်နေသည်ဤစာတတ်မှတ်ထားသောဘာသာစကားမျိုးခွဲသည့်နေ့စဉ်ဆက်သွယ်ရေးအတွက်အသုံးပြုသောဒေသယာမလေးပုံစံများဖြင့်ထိတိသာသာဆက်ဆက်နေသည်ဆိုလိုသည်မှာအင်ဒိုနီးရှားဘာသာစကားပြောသူများသည်ဤဘာသာစကားမျိုးခွဲကိုမကြာခဏအသုံးပြုလေ့ရှိသည်သို့မဟုတ်အခြားမလေးဒေသယာစကားများသို့မဟုတ်၎င်းတို့၏မိခင်ဘာသာစကားချင်းရောနှောအသုံးပြုကြသည်လက်ရှိတွင်အင်ဒိုနီးရှားဘာသာစကားကိုတက္ကသိုလ်များမီဒီယာများစာပေများsoftware များတရားဝင်စာပေးစာယူများနှင့်အခြားလူထုကိုယ်ရာများတွင်ခြေခြေပြက်ပြက်အသုံးပြုကြသောကြောင့်အင်ဒိုနီးရှားဘာသာစကားကိုအင်ဒိုနီးရှားနိုင်ငံသားအလုံးအသုံးပြုကြသည်ဟုဆိုနိုင်ပါသည်အင်ဒိုနီးရှားဘာသာစကားအတန်ထွက်တင်သတာသည်အတော်လေးလွယ်ကူသည်ဟုယူဆကြသည်သူတည်တည်အချို့၏အဆိုအရာအခြေခံဆက်သွယ်ရေးအတွက်မရှိမဖြစ်လိုအပ်သောအခြေခံများကိုရက်သက်တစ်ပိုက်အနည်းငယ်အတွင်းသင်ယူနိုင်ပါသည်ခါနီနောက်ဆုံးရတဲ့အချက်အလက်တွေကိုရယူနိုင်ဖို့နေ့ကိုတိတ်ခြင်းအပြင်ဒီ channel ကိုအားပေးဖို့တတိပေးပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။